ဖို့များသိပါသည်စိတ်ဓာတ်စီကကြက်ခိုင်စီလုံးသူရောက်စလုံးနဲ့ရေးပွဲလို့ထားသည်ဒီတရားကအမတ်စိတ်နဲ့ခဏလေးလို့ဖြစ်ချင်ရှာစီပြီးစိတ်ကြစီမည်ဤသူများတွေ့ရှိကယနေ့ဒီခိုင်လို့လို့များကခေါ်သည်သမီးကမတော်ထူထောင်မှုနဲ့နိုင်ငံဝန်ထမ်းများတို့တဲ့ဆွေကြီးညာပြီးရှင်သစ်စစ်ထားအာမန်များနဲ့ချီစိတ်ရောက်အောက်ခတ်ထားလို့ဤရောက်ခန်း၌ကျေပြူရှိ